အားလုံးပဲမင်္ဂလာပါ sport bike ကနေကြိုဆိုလိုက်ပါတယ်အခုဒီနေ့ညနေမှာကန်သွားတဲ့ Manchester United အသင်းနဲ့ Nottingham Forest အသင်းတွေပွဲစဉ်မှာတော့ Manchester United က3-2 ဂိုးဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တယ်အဲ့ဒီပွဲစဉ်မှာကျွန်တော် Bruno Fernandes ကဒီ Mbemo သွင်းသွားတဲ့အလုံးကိုဖန်တီးပေးခဲ့တာကြောင့် Premier League တမိုင်းတစ်လျှောက်တရားဒီအတွင်းမှာဂိုးဖန်တီးမှုအကြိမ်20ထိပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်အဲ့ဒီစံချိန်ကဘယ်ကစားမိုင်းနဲ့သွားတူလာတယ်ဆိုတော့ Thierry Henry နဲ့ Kevin De Bruyne တို့ကဒီ Premier League တရားဒီထဲမှာဂိုးဖန်တီးမှုအကြိမ်20ထိပြုလုပ်ထားခဲ့ပြီးတော့အများဆုံးအနေနဲ့စံချိန်တင်ထားတာပေါ့နော်ဒီအခုဆိုရင်တော့ Bruno Fernandes ကလည်းအကြိမ်20ပြည့်သွားတဲ့အတွက်ကြောင့်မို့လို့အဆိုပါ Thierry Henry တို့ Kevin De Bruyne တို့ရဲ့စံချိန်ကိုလိုက်မိသွားပြီးဒါပေမဲ့တခုရှိတာက Bruno Fernandes ကကျွန်တော်နောက်ထပ်နောက်ဆုံးပြီးမှနောက်ဆုံးပွဲစဉ်တစ်ပွဲကျန်နေရပေါ့နော်အဲ့ဒီပွဲစဉ်မှာ Bruno Fernandes အနေနဲ့ဒီဂိုးဖန်တီးမှုပြုလုပ်ခဲ့မယ်ဆိုရင်တော့ဒီ Bruno Fernandes က Kevin De Bruyne တို့တရားပြီး Henry တို့ရဲ့စတန်ချိန်ကိုကျော်လွန်သွားတော့မှာဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့ Bruno ကတော်တော်လေးကိုဂိုးဖန်တီးမှုတွေသူ့အနေနဲ့တော်တော်လေးကိုပြုလုပ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့အသင်းဖော်တွေကဖြုံးတီးနေခဲ့တဲ့အလုံးတွေကတော်တော်လေးများတယ်ဗျ။ Mbemo ဆိုရင်ဂိုးသွင်းသွားခဲ့ပေမဲ့လည်းသူရဲ့စွမ်းဆောင်ရည်တွေကဒီနေ့ပွဲစဉ်မှာလုံးဝ struggle ဖြစ်တယ်။မာတီရဲ့ကိုညာတော်တော်လေးကိုကောင်းတယ်။ကျွန်တော်တို့ဒီ Ahmed Diallo နဲ့ဒီ Mbemo တို့က Africa Fla ပြန်လာတဲ့အခါယူနေတဲ့အသင်းမှာအခြေပုံမှန်ခြေစမ်းပြန်ပြဖို့အတွက် struggle ဖြစ်နေတယ်ပေါ့နော်။ Mbemo ကတော့ဂိုးသွင်းသွားခဲ့တယ်ဆိုရင်လည်းဒီနေ့ပွဲစဉ်မှာ Mbemo ဖြုံးခဲ့တဲ့ Mbemo ဖြုံးခဲ့တဲ့အလုံးတွေကမနေဘူးပေါ့နော် Bruno Fernandes ဒီအစစ်တစ်လုံးထက်မကရတဲ့အလုံးတွေရှိခဲ့တယ်ဒါပေမဲ့ Bruno Fernandes အစစ်တစ်လုံးနဲ့ပဲကြီးနှံ့ခဲ့ရပြီးတော့လက်ရှိချိန်မှာတော့ဂိုးဖန်တီးမှုအကြိမ်20နဲ့တရားပြီး Henry Kevin De Bruyne တို့ရဲ့စံချိန်ကို Bruno Fernandes လက်မီသွားခဲ့ပါပြီဒါကြောင့်မို့နောက်ဆုံး Premier League နောက်ဆုံးပွဲစဉ်မှာBruno Fernandes အနေနဲ့ထပ်မံပြီးတော့ဂိုးဖန်တီးမှုထပ်လုပ်နိုင်မလားဆိုတော့ဆက်လက်စောင့်ကြည့်ရမယ်အဲ့ပွဲမှာတော့ဂိုးဖန်တီးမှုပြုလုပ်ခဲ့မယ်ဆိုရင်တော့ Bruno Fernandes ကဒီ Premier League တမိုင်းတစ်လျှောက် Premier League တရားဒီတွင်မှာဂိုးဖန်တီးမှုအများဆုံးပြုလုပ်တဲ့ကစားမဖြစ်လာတော့မှာဖြစ်ပါတယ်ဒါကတော့တကယ်ကို Bruno အတွက်ဘယ်လိုပြောလဲတကယ်ကိုမှတ်တိုင်တစ်ခုအနေနဲ့တော့ကြံရင်ခဲ့မှာပေါ့နော်ဒီနေ့ရဲ့ PFA အကောင်းဆုံးကစားမစုကိုလည်းဒီရရှိဖို့ရေပန်းစားနေတဲ့ Bruno Fernandes တွေရောလက်ရှိမှာသူ့အနေနဲ့ဒီ Premier League ရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးစံချိန်တစ်ခုကိုထပ်မံတင်သွားနိုင်မလားဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်မှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်